အားလုံးတာလီစွာပါနော်ရီဇီယာအာရခသတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေကိုတပတ်မှ6ရက်တလင်းလာနေ့ကနေစနေနေ့အထိထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့ဩဂတ်စ်လ21ရက်နေ့တောက်ကြနေ့မှာတင်ပြပေးသွားမယ့်သတင်းတွေကတော့ဂွားနဲ့ငပလီကိုစစ်တပ်ကလေကြောင်းကနေပုံကျဲလို့အရက်သား၄ယောက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းမောင်တော်မြို့နယ်အင်းတင်ကြီးရွာမှာစစ်ကြံဘုံတီပောက်ကွဲလို့ကလေးငယ်10ယောက်ဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်းမြောက်ဦးမှာကိုဝန်ကိုလာရှိတဲ့အမျိုးသမီးတစ်ယောက်ကိုအာဓမပြုကျင့်ဖို့ကြံစီသူကိုဒီလကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုကျွန်မအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဂွားမြို့နယ်ညောင်ချောင်းကျေးရွာနဲ့ငပလီမြို့တို့ကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်တွေအပါအဝင်အရက်သား၄ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ကနဦးသတင်းရရှိပါရယ်။အာရခပြည်ဂွားမြို့မှာတည်ရှိတဲ့ညောင်ချောင်းကြီးရွာကိုအာနာသိန်းစစ်တပ်ကဒီကနေ့ဩဂုတ်လ21ရက်နေ့မနက်9:00နာရီကျော်မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အေယာဝတီတိုင်းဖက်ကစစ်ဘေးရှောင်နေကြသူ3ယောက်ဖြစ်တဲ့ဦးစောဦးရှမ်းမြေအောင်ဒေါ်မတန်းဝင်းနဲ့ညောင်ချောင်းကြီးရွာကဒေသခံဦးတင်ရွှေ86နှစ်တို့ဖြစ်ကြပြီးတော့စုစုပေါင်းအရက်သား4ယောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ဘုံကျဲခံရမှုကြောင့်လူနေအိမ်တချို့လည်းပျက်စီးသွားခဲ့ရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ23ရက်နေ့ကလည်းဂွားမြို့နယ်အထက်ကကျိန်တလီမြို့နယ်ကိုင်းခုံကြီးရွာတို့ကိုစစ်တပ်ကညအချိန်ပုံကျဲခဲ့တဲ့အတွက်အပြစ်မဲ့ပြည်သူ10ယောက်သေဆုံးခဲ့ရတယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒီကနေ့မနက်2နာရီအချိန်ကလည်းတန်ရွဲမြို့နယ်ငပလီမြို့ကိုစစ်တပ်ကဂျက်တိုက်လေယာဉ်တွေနဲ့ဝိုင်းတွဲလေယာဉ်တွေကိုအသုံးပြုပြီးတော့အုပ်စုလိုက်ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ်။ငပလီမြို့မှာထိခိုက်သေဆုံးမှုရှိမရှိကိုတော့နရီစီယာအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ23ရက်နေ့ကလည်းဂွားမြို့နယ်အထက်ကကျိန်တလီမြို့နယ်ကိုင်းခုံကျေးရွာတွေကိုစစ်တပ်ကညအချိန်မှာပုံကျဲတိုက်ခိုက်ခဲ့လို့အပြစ်မဲ့ပြည်သူ10ယောက်သေဆုံးခဲ့ရတယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ်ရှင်။မောင်တော်မြို့နယ်အင်းတင်ကျေးရွာမှာကလေးတွေစစ်ကြံဘုံတီးကိုထုခွဲကစားရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ကလေးငယ်10ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။အာရခပြည်မောင်တော်မြို့နယ်အင်းတင်ကျေးရွာမှာဩဂတ်လ20ရက်နေ့မနက်ပိုင်းကစစ်ကြံဘုံတီးတစ်လုံးပောက်ကွဲခဲ့တာကြောင့်ကလေး10ယောက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒဏ်ရာရရှိသွားတဲ့ကလေးတွေကတော့အသက်9နှစ်က10နှစ်ကြားအရွယ်တွေဖြစ်ကြပါတယ်။အဲ့ဒီကလေးတွေဟာအဖိတ်နဲ့ကျောင်းပိတ်ရက်မှာခြံအလွတ်နေရာတစ်ခုအတွင်းဘုံတီးကိုတွေ့ရှိခဲ့ပြီးထုခွဲကစားရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့အင်းင်ကျေးရွာရမီရဖတယောက်ကနရီစီယာကိုပြောပါတယ်။လက်ရှိမှာဒဏ်ရာရရှိသွားတဲ့ကလေး10ယောက်ထဲက10ယောက်ဟာအရေးပေါ်ဆေးကုသမှုခံယူနေကြရပြီးဆေးကုသဖို့အတွက်ငွေကြေးအကူအညီတွေလည်းလိုအပ်နေတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကိုကြည်ကျင်အားဖြင့်တိုက်ပွဲတွေပြီးဆုံးသွားခဲ့ရင်တောင်စစ်ကြံလက်နက်တွေနဲ့မိုင်းအန်ဒီတွေဟာဒေသခံပြည်သူတွေအထူးသဖြင့်ကလေးတွေရဲ့အသက်အန္တရာယ်ကိုကာလရှည်စိန်ခေါ်မှုရှိနေစေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့် ULAA ရဲ့မှိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဖို့လိုအပ်နေတယ်လို့ဒေသခံပြည်သူတွေနဲ့ကလေးငယ်တွေကိုလည်းစစ်ကြံလက်နက်ပစ္စည်းတွေနဲ့မိုင်းအန်ဒီရဲ့အသိပညာပေးမှုတွေကိုပို့ပြီးလှုပ်ဆောင်သွားဖို့လိုအပ်နေပါတယ်။မြောက်ဦးမြို့နယ်မှာကိုဝန်ကိုလာရှိတဲ့အမျိုးသမီးတစ်ယောက်ကိုအာဓမပြုကျင့်ဖို့ကြံစီခဲ့သူကိုအာရခပြည်သူတော်လှန်ရေးအစိုးရနဲ့တရားဥပဒေစိုးမိုးရေးဌာနဒီလပ်ကဖမ်းဆီးလိုက်ပါတယ်။အာရခပြည်မြောက်ဦးမြို့နယ်ပောက်ပင်ကွင်းကျေးရွာမှာကိုဝန်ကိုလာရှိနေပြီဖြစ်တဲ့ကိုဝန်ဆောင်အမျိုးသမီးတစ်ယောက်ကိုအာဓမပြုကျင့်ဖို့ကြံစီခဲ့တဲ့အမျိုးသားတစ်ယောက်ကိုအာရခပြည်သူလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနဒီလပ်ကဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးခံရသူဟာအိုထိန်ကျေးရွာကအသက်38နှစ်အရွယ်ဦးဇော်မြင့်ထွန်းဆိုသူဖြစ်ပါတယ်။သူဟာဩဂတ်စ်လ18ရက်နေ့ညပိုင်းကပောက်ပင်ကွင်းကျေးရွာမှာရှိတဲ့သူတို့မိတ်ဆွေအမျိုးသားနေအိမ်မှာအမျိုးသားဖြစ်သူအိပ်ပျော်နေစဉ်ကိုဝန်ကိုလာရှိပြီဖြစ်တဲ့ဇနီးဖြစ်သူကိုအာဓမပြုကျင့်ဖို့ကြံစီခဲ့တာဖြစ်ပြီးကိုဝန်ဆောင်အမျိုးသမီးကအော်ဟစ်ညှင်းဆန်ခဲ့တာကြောင့်အမှုမမြောက်ခဲ့ဘူးလို့သိရပါတယ်။ကျူးလွန်ခံရသူမိသားစုဝင်တွေကအဲ့ဒီနေ့ညမှာပဲတာဝန်ရှိသူတွေစီတိုင်ကြားခဲ့တာကြောင့်ဒီလက်ဘက်ကဩဂတ်လ19ရက်နေ့မှာကျူးကျော်သူကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။အာရခဒေသအတွင်းအမျိုးသမီးတွေနဲ့ကလေးငယ်တွေအပေါ်မှာအာဓမပြုကျင့်မှုတွေမကြာခဏဖြစ်ပွားနေပြီးပြီးခဲ့တဲ့ဇူလိုင်လကလည်းပုံနှကျုံမြို့နယ်မှာအသက်20ကျော်အရွယ်အမျိုးသမီးတစ်ယောက်ကိုအာဓမပြုကျင့်တပ်ဖြတ်ခဲ့သူကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့တရားရေးဌာနကသေဒဏ်အမိန့်ချမှတ်ခဲ့ပါသေးတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာနိုင်ငံကစီရေးစားနပ်ရိက္ခာအကူအညီအတွက်ကုလသမဂ္ဂ
WFP ကိုတောင်ကိုရီးယားကအမေရိကန်ဒေါ်လာ9 သန်းထပ်မံပံ့ပိုးကူညီလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကူညီထောက်ပံ့မှုကိုဩဂတ်လ20ရက်နေ့ကတောင်ကိုရီးယားနဲ့ WFP တို့ပူးတွဲထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ဒီရန်ပုံငွေကိုသုံးပြီးတော့ REACH လို့ခေါ်တဲ့ပဋိပက္ခဒဏ်ခံစားနေရတဲ့မိသားစုတွေအတွက်အရေးပေါ်အကူအညီနဲ့တုံ့ပြန်ခြင်းအစီအစဉ်ရဲ့ဒုတိယအဆင့်ကိုအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကနေတဆင့် WFP အနေနဲ့လူဦးရေ3,400,000အတွက်စားနပ်ရိက္ခာအကူအညီတွေနဲ့အတူအသက်9နှစ်အောက်ကလေးငယ်ကိုဝန်ဆောင်တဲ့နူတိုင်မိခင်15,000အတွက်အာဟာရဆိုင်ရာထောက်ပံ့မှုတွေကိုပေးအပ်သွားမှာဖြစ်ပါတယ်။ဒီအကူအညီတွေကိုစစ်ပေးရှောင်ပြည်သူတွေနဲ့ပဋိပက္ခဒဏ်တဘာဝဘေးဒဏ်တွေအတွက်ထိခိုက်ခံစားနေရတဲ့အကူအညီလိုအပ်နေတဲ့မိသားစုတွေကိုဦးစားပေးကူညီပေးသွားမှာလည်းဖြစ်ပါတယ်။နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒုက္ခသည်အကြက်အတဲကြောင့်နိုင်ငံရဲ့စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာဖိအားတွေပိုပြီးနှက်ဆိုင်လာနေတယ်လို့ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကပြောဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥစမန်ကကြာသပတေးနေ့ကကျင်းပတဲ့တင်နန်းစင်ဝဲတစ်ခုမှာပြောကြားခဲ့တာပါ။မြန်မာဒုက္ခသည်အကြက်အတဲကြောင့်နိုင်ငံရဲ့စီးပွားရေးနဲ့တဘာဝပတ်ဝန်းကျင်အပေါ်မှာဖိအားတွေတိတာထင်ရှားစွာတက်ရောက်နေတယ်လို့သူကထောက်ပြပြောဆိုခဲ့တာပါ။အထူးသဖြင့်ဒုက္ခသည်စခန်းတွေနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာမူရစ်ဆေးဝါးမှောင်ခိုကူးမှုတွေတရားမဝင်ရာဇဝတ်မှုတွေပုံမှန်များပြားလာနေတာဟာနိုင်ငံရဲ့အမျိုးသားလုံခြုံရေးအတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာတယ်လို့သူကဆိုပါတယ်။ဒုက္ခသည်အရေးအပြင်စစ်တကောင်းတောင်တန်းဒေသအတွင်းမညီမသက်မှုတွေအိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်ပွားနေတဲ့နေဆက်ပြဿနာတွေနဲ့စွမ်းအင်အကျပ်အတဲတွေကိုလည်းသူကအလေးပေးထိချပြောကြားခဲ့ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။